K-pop ရဲ့ရွှေခေတ်ပြီးဆုံးသွားပြီလားဒီမေးခွန်းဖြေရမယ်ဆိုရင်တော့ K-pop ရဲ့ရွှေခေတ်ပြီးဆုံးသွားပြီလို့ဖြေရမှာပါပဲအဲ့တော့တော်တော်များများကပြောကြပါလိမ့်မယ် K-pop ကဒီတော့အောင်မြင်နေတာဘယ်လိုလုပ်ရွှေခေတ်ကပြီးမှာလဲပေါ့အဲ့ဒါကြောင့်ကျွန်တော်တေချာလေးရှင်းပြပေးပါမယ်ပထမဆုံးပြောချင်တာက music မှာဆိုရင် genre တွေအများကြီးရှိပါတယ်မျိုးစားတွေလို့ပြောချင်တာပါဥပမာ rap genre pop genre rock genre အစရှိတဲ့မျိုးစုံ꿰ပါတယ်ဒီလို genre တွေနဲ့နိုင်ငံတိုင်းမှာလည်းအဲ့လိုပါပဲခွဲခြားထားကြတာပါ Korean မှာလည်းအဲ့လိုပါပဲဒါမဲ့ထူးခြားတဲ့တစ်ချက်ကတော့အရင်တော့ K-pop ဆိုတဲ့အရာတော့ music genre တစ်ခုလို့သတ်မှတ်လို့ရတဲ့တစ်ခု iconic ဖြစ်ခဲ့တာပါဒီဘက်ခေတ်မှာတော့ K-pop ဆိုတာ Korean လူမျိုးတွေဆိုလာတဲ့ pop သင်းရှင်းတတ်တာပါပဲဒါမဲ့အရင်တော့ကတော့ K-pop ဆိုတာက music genre တစ်ခုပါနောက်ပြီးဒီဘက်ခေတ် K-pop group တွေကအရင် westernized ဖြစ်လာကြတာပါပြောချင်တာကအနောက်တိုင်းပူဆန်လာကြတာပါအရင်တော့ K-pop ဆိုတာ Korean 80% English လို့20%တီးဆိုကြပါတယ်အခုကတော့ English လို့99% Korean လို့1%တီးဆိုကြတာပါဒါလည်းနားလည်ပြီလို့ရပါတယ်ဘာဖြစ်လို့အနောက်တိုင်းမှုပြူးကြလဲဆိုတော့ပိုအောင်မြင်ခြင်းလို့ပါပဲပိုအောင်မြင်လေးလူပိုသိလေးပတ်စံပိုရလေးပါပဲနောက်ဆုံးတော့လည်းအရာအလုံးကစီးပွားရေးနဲ့ဆက်နွယ်နေတာတိတ်တော့မထူးဆန်းပါဘူးโอเคအဲ့တော့ရွှေခေတ်တနည်းအားဖြင့် golden age ဆိုတဲ့အရာကိုတိုင်းတာကလူဘလောက်ပိုတီလေးနဲ့မတိုင်းတာပါဘူးဘလောက် iconic ဖြစ်ခဲ့လဲဘလောက် savage ဖြစ်ခဲ့လဲနဲ့ပဲတိုင်းတာပါတယ်အရင်တော့ K-pop ရှင်းဆိုရင်ကျွန်တော်တို့ Korea ဆက်မတက်ရင်တော့မှတပေါ်လုံးကိုစုံနိုင်တဲ့အထိကိုဆွဲဆောင်အောင်ကောင်းပါတယ် icon ရဲ့ left scenario Taeyeon ရဲ့ Ice Notice BTS ရဲ့ Say Me Blackpink ရဲ့ Stay When I Relevantly အဲ့ဆိုရင် left shot အစရှိတဲ့ပြင် iconic ဖြစ်လို့ရှင်းနေအများကြီးရှိခဲ့တာပါဆိုတော့ပြောချင်တာအရာအလုံးကပြောင်းလဲသွားခဲ့ပါပြီဘာပဲပြော K-pop ရဲ့ golden age ကိုမိခဲ့တဲ့ကျွန်တော်တို့ကတော့ကိုယ်လို့မဆုံးပါဘူးအခုလိုပြောရတာကလည်းဒီဘက်ခေတ် K-pop industry ကိုတိုက်ခိုက်ရတာမဟုတ်ပါဘူးအရှိရောအရှိတိုင်းတင်ပြရုံပါပဲ K-pop ရွှေခေတ်ကြီးပြီးဆုံးသွားသည့်တိုင်အောင် fifth generation မှာကျွန်တော်အမျှော်နေသောနှစ်ဖွဲ့ရှိပါတယ် Cordis နဲ့ Longshot ပါပဲဘာလို့ကြိုက်လဲမင်းတော့ K-pop ရဲ့ပုံစံခွက်ကြီးထက်ရုံထွက်ပြထားလို့ပါတနည်းအားဖြင့်စနေရဲ့ပြင်ပနဲ့ perform ပြနေတဲ့ဘဲတွေမှုလို့ပါပဲအဲ့ဒါကြောင့်မို့လို့ Cordis နဲ့ Longshot တို့ K-pop ရဲ့ရွှေခေတ်ကြီးကိုပြန်လည်တည်ဆောက်နိုင်လာပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒီဗီဒီယိုလေးအဆုံးသတ်လိုက်ချင်ပါတယ်အားလုံးပဲအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Ricardo Akes ပဲဖြစ်ပါတယ်